တံဗုဒ္ဓေအထဝိသင်္စဒွါဒသင်္စသဟတကေပိစတတသဟတာနိနမာမိတိရသမဟံအဘဂဝါလူကာဂင်္ဂာနန္ဒာနိဗ္ဗုဒ္ဓဇိနာတေတံဓမေသသံဃင်္စအာဒရိနနမမဟံနမကာရာနုဘာဝေနဟိတဝါသဗ္ဗေဥပဒဝေအနိကအန္တရာယာပိဝိနတံတုအတေတတောအထဝိတံသုံးပါးဘဝသုံးလောက၌ညာဏရောင်ဖိတ်အောင်ဘိသိနှင့်နှကြိရှိစုကုန်သောတံဗုဒ္ဓိစာတစောင်းပမာဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်းဒွါဒသင်္စာသဟတကေနိဗ္ဗာန်ကေအောင်စမွေလျောင်းသည့်12000ကုန်သောတံဗုဒ္ဓိစာလက်ရောင်ပမာဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင်မြတ်ဘုံကောင်းတို့ကို၎င်းပိစတတသဟတာနိတောင်းတိုက်စัจ java ဝလာကုံဝါရောင်ရှိန်5သိန်းကုန်သောတံဗုဒ္ဓိစာနိယောင်ပမာဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန်မြတ်မှုနေတို့ကို၎င်းအဟံဘုရားတပိတော်သည်တိရတာဥကောင်းယတနာမြတ်အင်္ဂါဖြင့်နမမိယောတိညူကျွလအောင်မိုး၍ရှိခိုးပါ၏ကင်္ဂါကင်္ဂါယကင်္ဂါမြတ်တွင်၌ဝါလူကာရှိကြကုန်သောသဲတို့သည်အဘကနေပါကြကုန်သေး၏နေဗုဒ္ဓဘုံဇာသိမ့်၍ငြိမ်းအေတော်မူကြကုန်ပြီသောဇိနာနောက်ရှေဖန်လာမငါးပြားကိုအရိယာမတ်ဘုံရောင်စဖြင့်ချိုးပြလွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တသင်္ချာကဏ္ဍရည်တွယ်မှန်းလက်ဆုံးခံတိုင်းမြောက်မရောက်နိုင်ကြကုန်တေဇိနေသသူဘုရားရှင်တို့ကို၎င်းတေတံဒု9သိန်း12000နှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်မယေမတွက်နိုင်သောဘုရားရှင်တို့ဤဓမ္မေစာတရားတော်မြတ်ကို၎င်းတံဃေစာတပေတသံဃာတော်မြတ်ကို၎င်းအဟံဘုရားတပိတော်သည်အာဒရိနအာဒရံယုတိစွာနမမိရှိခိုးပါ၏နမကာရာနုဘာဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျှောကတောရသောပဏာမကုသိုလ်ကံစေတနာကြောင့်သဗ္ဗေခသိင်္ဂုံသောဥပဒဝေဘိယံတို့ကိုဟိတဝါပေဖြောက်၍အနိကအန္တရာယာပိတဗမကံမြာလသွေသွေအန္တရေတို့သည်လေအတေတာတော်ကြွေးခြင်းမရှိသောအဖြစ်ဝိနတံတုမုတ်ချမသွေပျောက်ပြက်ပါစေကုန်တည်းတံဗုဒ္ဓေအထဝိသင်္စဒွါဒသင်္စသဟတကေပိစတတသဟတာနိနမာမိတိရသမဟံအဘဂဝါလူကာဂင်္ဂာနန္ဒာနိဗ္ဗုဒ္ဓဇိနာတေတံဓမေသသံဃင်္စအာဒရိနနမမဟံ
နမကာရာနုဘာဝေနဟိတဝါတပိဥပဒဝေအနိကအန္တရာယာပိဝိနတံတုအတိတတောအထဝိတံသုံးပါးဘဝသုံးလောက၌ညာနာရောင်ဖိတ်အောင်ဘိသိနှင့်နှကြိရှိစုကုန်သောတံဗုဒ္ဓိစာတစောင်းပမာဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်းဒွါဒသစ္စာသဟတကေနိဗ္ဗာန်ကေအောင်စမွေလျောင်းသည့်12000ကုန်သောတံဗုဒ္ဓိစာလိုက်ရောင်ပမာဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင်မြတ်ဘုံကောင်းတို့ကို၎င်းပိစတတသဟတာနိတောင်းတိုက်စัจ java ဝလာကုံဝါရောင်ရှိန်ငါးသိန်းကုန်သောတံဗုဒ္ဓေသာနိယောပမဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန်မြတ်မှုနေတို့ကို၎င်းအဟံဘုရားတပိတော်သည်တိရတာဥကောင်းယတနာမြတ်အင်္ဂါဖြင့်နမမိယောတိညူကျိုလအုံမိုး၍ရှိခိုးပါ၏ကင်္ဂါကင်္ဂါယကင်္ဂါမြတ်တွင်၌ဝါလူကာရှိကြကုန်သောသဲတို့သည်အပကနေပါကြကုန်သေး၏နေဗုဒ္ဓဘုံဇာသိမ့်၍ငြိမ်းအေတော်မူကြကုန်ပြီသောဇိနာနောက်ရှေဖန်လာမငါးပြားကိုအရိယာမတ်ဘုံရောင်စဖြင့်ချိုးပြလွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တသင်္ချာကဏ္ဍရည်တွယ်မှန်းလက်ဆုံးခံတိုင်းမြောက်မရောက်နိုင်ကြကုန်တေဇိနေစသူဘုရားရှင်တို့ကို၎င်းတေတံဒုငါးသိန်း12000နှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်မယေမတွက်နိုင်သောဘုရားရှင်တို့ဤဓမ္မေစာတရားတော်မြတ်ကို၎င်းတံဃေစာတပေတသံဃာတော်မြတ်ကို၎င်းအဟံဘုရားတပိတော်သည်အာဒရေနအာဒရံယုတိစွာနမမိရှိခိုးပါ၏နမကာရာနုဘာဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျှောကတောရသောပဏာမကုသိုလ်ကံစေတနာကြောင့်တပိခသိင်္ဂုံသောဥပဒဝီဘိယံတုကိုဟိတဝါပေဖြောက်၍အနိကအန္တရာယာပိတဗမကံမြာလသွေသွေအန္တရေတုတိလေအတိတာတော်ကြွေးခြင်းမရှိသောအဖြစ်ဝိနတံတုမုတ်ချမသွေပျောက်ပြက်ပါစေကုန်တည်း